ဒီနေ့မှာတော့ Game of Thrones series တက်က Tyrion Lannister ရဲ့ဆူရခဲ့တဲ့အကြောင်းကိုပြပြပေးသွားမှာပါဒီထက်မှာဘယ်စုတွေကဘယ်နှခုနှစ်ကဘယ်လိုဇက်ဝင်ခန်းတွေမှာရခဲ့ကြအောင်ကျွန်တော်တေချာလေးပြပြပေးသွားမှာပါ Game of Thrones ရဲ့ပထမဆုံးစီစဉ်မှာကျွန်တော်တို့အားလုံးတီးခဲ့တဲ့ Tyrion ဟာဗဇန်တရားနဲ့ရက်ကြိုက်တယ်ပြီးတော့အလိုနေတက်တယ်ဆိုတာပဲဒါပေမဲ့မိဘဘေးကအဲ့ညမှာ Tyrion ရဲ့ပြုံးတဲ့နောက်ကွယ်မှာဘယ်လောက်ထိနေရှိုင်းတဲ့အတရားတွေရှိနေလဲဆိုတော့စာပြီးတော့မှမိတ်ဆက်တယ်သူပြောပြခဲ့တာကပြီးတော့ပထမဆုံးစနေထိုင်ရှာရဲ့အကြောင်းမှာလူရန်ကရဲ့တရားသူကဲတင်ခဲ့ရတဲ့ main ကလေးသူ့ကိုပထမဆုံးချိန်စက်မှန်တဲ့ချက်ကိုပေးတဲ့ main ကလေးကိုအဲ့ဒီချိန်မှာမင်းသားရဲ့တွဲဆောင်ချက်ကတကယ်ကို master class ပါပဲပန်လေးတုံကြီးသွားတာကနေစသူ့ရဲ့ Tywin Lannister ရဲ့ရက်စရုံမှမှုကိုပြိတ္တတွေသူတို့ခန်းစားမိအောင်ဒီတွဲဆောင်သွားနိုင်တာတော့တကယ်ကိုမိုက်တယ်လို့ပြောရမယ်အားလုံးပဲမှတ်မိကြအောင်ပါတရားခွင်ကတန်ရွန်ရဲ့ဒီစကားငါကြော်ဖလေးကိုမတတ်ခဲ့ဘူးဒါပေမဲ့ငါတတ်ခဲ့ရင်ကောင်းပါပဲမင်းတို့ကိုတည်စင်မဲ့စိတ်တွေရှိရင်သိကောင်းပါပဲဒီစကားတစ်ခေါက်နဲ့တည်းသူ့ရဲ့ခံစားချက်သူ့ရဲ့ဒေါသအားလုံးကိုပောက်ကွဲစေခဲ့တာပါဒီလိုမျိုးတရုပ်ဆောင်ချက်တွေကပဲသူ့ကိုစုတွေအများကြီးစော်ကူးစေခဲ့တာပေါ့တန်ရွန်လန်နစ္စတာဆွဲဇက်ကောင်ကတကယ်ကိုခက်ခက်ရဲ့ဇက်ကောင်လို့ပြောလို့ရပါတယ်ဘာကြောင့်လဲဘာကြောင့်သူက TV သမိုင်းမှာချစ်ခံရဆုံးတစ်ချိန်တည်းမှာပဲအရှုပ်ထွေးဆုံးဇက်ကောင်တယောက်ဖြစ်လာခဲ့လဲဆိုတာကြည့်ကြရအောင်သူ့ရဲ့ထက်မြက်တဲ့ညံသူ့ရဲ့စကလုံးတွေဘယ်တော့မှမရှုံးပေးတတ်တဲ့စိတ်ဓာတ်ဒါတွေကြောင့်ပြည်သက်တွေကသူ့ကိုရမ်းချစ်ကြတာပါဒါပေမဲ့ရေးကြည့်တာကပီတာဒင်းကလင်းရဲ့တရုပ်ဆောင်မှုပါပဲသူ့ကြောင့်တန်ရွန်ကာရက်တာဟာ Game of Thrones series တစ်ခုလုံးမှာစူများဆုံးရတဲ့ဇက်ကောင်ဖြစ်လာခဲ့တာပါဆိုတော့ဘလို့ဇလန်းတွေကသူ့ကိုစုတွေရစေခဲ့ရတယ်ဒါဟာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အပိုင်းပါပဲသူ့ကိုအမီစု၄ခုတောင်ရစေခဲ့တဲ့စီကရာဇက်ဝေခန်းတွေကိုတစ်ခုချင်းစီပြန်ကြည့်အောင်ပါတော်ဆုံးအမီစုကိုစီဇန်1မှာရခဲ့တာပါမိဘုံဘေးမှာတကယ်ချင်းတွေကိုသူ့ရဲ့တိတ်ကအကြောင်းတွေကိုပြန်ပြောပြတဲ့ခန်းမှာပါရဲအနနောက်ပြောင်နေတတ်တဲ့တန်ရက်တွင်းစိတ်ထဲမှာနာကျင်တဲ့အသေးချောင်းကိုဖွင့်ပြလိုက်တဲ့ချိန်မှာတော့တကယ်ကိုထိမိတဲ့တရုပ်ဆောင်ချက်တွေပေါ်လာခဲ့တာဖြစ်ပါတယ်ပါတော်ဆုံးအမီစုကိုစီဇန်1 episode 9မှာရခဲ့တာပါဒုတိယမြောက် Emmy ဆုကိုတော့2025မှာရခဲ့တာပါ။ Daenerys ရဲ့ကြံပေးဖြစ်သူ့ရဲ့ဉာဏ်ပညာကိုပြီးဝသုံးချပြတဲ့ခန်းပေါ့။သူတို့နှစ်ယောက်ရဲ့နိုင်ငံရေးမြင်တွေဖလှယ်ကြတဲ့ခန်းမှာ Tyrion ရဲ့ပညာမှုစကလုံးရဲ့အားဒါတွေကသူ့ကိုဒုတိယမြောက် Emmy ဆုကိုရစေခဲ့တာပါ။တားရမြောက် Emmy ဆုဒီဆုတော့2018မှာရခဲ့တာပါ။သူ့အမဆာစီနဲ့မျက်နှာချစ်ဆိုင်တွေ့ပြီးငါ့ကိုတတ်လိုက်ဆိုပြီးစေကွန်လိုက်တဲ့ချိန်မှာသူ့မျက်လုံးထဲကကြောက်စိတ်ရောမခံချင်စိတ်ရောခံစားချက်နှစ်ခုကိုတပြိုင်တည်းတည်းဆောင်သွားတာတကယ်ကိုအမကန်ပါစတိုးထားမြောက် Emmy ဆုကိုတော့နောက်ဆုံးစီစဉ်နောက်ဆုံးပိုင်းမှာရခဲ့တာပါထူးခြားချက်ကဒီခန်းမှာသူစကားတစ်ခေါက်မှမပြောပါဘူးပျက်စီးပုံတွေကြားမှာသူ့မောင်ဂျေမီနဲ့အမရဲ့အလောင်းကိုရှာတွေ့သားတဲ့ခိုက်တက်ခံစားချက်တွေအားလုံးကိုမျက်နှာပေါ်မှာပေါ်ပြသွားခဲ့တဲ့ခိုက်တက်ပါဒီခိုက်တက်ကတော့လုံးဝဒီ series တစ်ခုလုံးရဲ့ master class ပါပဲဒီလိုသရုပ်ဆောင်မှုတွေကြောင့်သူရခဲ့တဲ့ဆုတွေကဘာတွေဖြစ်မလဲဆိုတော့ဒါတွေကိုဆက်ကြည့်အောင် TV လောကရဲ့မြေဆုံးဂူထူးဆောင်ဆုတွေကြောင့်ပြောကြရအောင်ဒါပေမဲ့မပြောခင်မှာလူတွေမကြာခဏမှတ်တတ်တဲ့ချက်ကလေးကိုအရင်ရှင်းပြချင်ပါတယ်။ဒါကတော့ Oscar နဲ့ Emmy ကွာခြားချက်ပါ။ Oscar ဆိုတာကရုပ်ရှင်ဇာတ်ကားတွေမှာပေးတဲ့မြေဆုံးဆုပါ။ Game of Thrones လို TV series တွေတော့မြေဆုံးဆုက Emmy ဆုပဲဖြစ်ပါတယ်။ဆိုတော့သူ Oscar မရခဲ့ဘူး။ဒါပေမဲ့ TV လောကရဲ့ Oscar လို့တင်စားရမယ် Emmy ဆုလို့ကိုတော့သူရရှိခဲ့ပါတယ်။သူ့ရဲ့အောင်မြင်မှုကဒီလောက်နဲ့တည်းမရသွားပါဘူး။သူကသမိုင်းဝင် Emmy စံချိန်တစ်ခုတော့ချိုးနိုင်ခဲ့ပါသေးတယ်။ဘလို့စံချိန်မျိုးကိုချိုးနိုင်ခဲ့လဲဆိုတော့ကြည့်လိုက်အောင်ပီတာဒင်းကလင်းဟာ Emmy ရဲ့ရှည်လျတဲ့တမန်တက်လျှောက်မှာကောင်းဆုံးဇက်ပုတ်မင်းသားစုကိုဇက်ကောင်တစ်ခုတည်းတွက်နဲ့ချိန်လင်းချိန်ထိရခဲ့မှုတဲ့တအူးတန်းသောတယောက်ဆောင်ဖြစ်ပါတယ်။ဒါကရင်ကတစ်ခါမှမကြုံဘူးတဲ့စံချိန်တစ်ခုပါ။ဆိုးရတာတည်းမဟုတ်ပါဘူး။သူ့ရဲ့တည်ငြိမ်မှုကိုလည်းကြည့်အောင် Game of Thrones ကစီစဉ်8ခုရှိရပါတယ်။အဲဒီ8ခုရဲ့ Emmy ဆုအရာထားခြင်းခံရတဲ့တအူးတန်းသောတယောက်ဆောင်ဖြစ်ပါတယ်။ဆိုလိုတာကဇလန်းစကနေဆုံးဖြတ်သူ့ရဲ့တယောက်ဆောင်ကြီးသူရအများတန်းထိတ်တန်းစစ်မှာရှိနေခဲ့တဲ့ဆိုတဲ့သက်သေပါ။သူ့ရဲ့တအူးချင်းအောင်မြင်မှုကဇလန်းတွဲတစ်ခုလုံးရဲ့အောင်မြင်မှုနဲ့ဘယ်လိုဆက်ဆက်နေလဲဆိုတာကိုကြည့်ဖို့လိုပါတယ်။ Game of Thrones ဇလန်းတွဲကြီးကိုယ်တိုင်က Emmy သမိုင်းမှာစူများဆုံးရတဲ့ drama ဇလန်းတွဲဖြစ်ပါတယ်။ကောင်းဆုံးဇလန်းတွဲဆုကိုလင်းချိန်စုစုပေါင်း Emmy ဆုပေါင်း59ဆုထိရရှိခဲ့တာပါ